Minecraft ဒါပေမဲ့ငါးများရင် OBI တွေနေကြပါတယ်ဟုတ်ပါတယ်ဆိုတော့ကျွန်တော်အိုက်ကနေရတဲ့ OBI တွေအနေနဲ့ Anadragon ကိုဘယ်လိုကြီးသွားမလဲဆိုတာဒီဗီဒီယိုလေးမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးနဲ့မသွားခင်ကျွန်တော်ကို like and subscribe လုပ်ပေးသွားကြပါအောင်ဗျကဲဒါဆိုတော့ဗီဒီယိုလေးကိုစလိုက်ရအောင်ဗျ Hello guys အားလုံးပဲကျွန်တော်ဒီနေ့ဗီဒီယိုလေးကနေပြန်ကြိုဆိုလိုက်ပါတယ်ဗောနော်ကျွန်တော်ဂျားထဲမှာအဆက်ပြတ်သွားတဲ့အားလုံးကိုတောင်းပန်ပါတယ်ဗောနော်ဆိုတော့ဒီဗီဒီယိုလေးကတော့ကျွန်တော်ငါးများရင် OBI တွေကြပါတယ်ဗောနော် Okay ကျွန်တော်အနေနဲ့ဘာမှမလုပ်ခင်တစ်ပင်လေးခေါ်လိုက်မယ်ဗောဟုတ်ပြီကျွန်တော်အရင်ဆုံး crafting table လေးရင်လုပ်လိုက်မယ်ပြီးကျွန်တော် stick လေးပေါ့နော်ကျွန်တော် stick လေးရင်လုပ်လိုက်မယ်ပြီးတော့ကျွန်တော် crafting table ချမယ်ကျွန်တော်အရင်ဆုံး pick လေးတစ်ချောင်းလုံးမယ်ပေါ့နော် Okay pickaxe လည်းရပြီဆိုတော့ကျွန်တော်အရင်ဆုံးအနေနဲ့ငါးများနဲ့လုပ်ဖို့အတွက်ဆိုကျွန်တော် spider ကနေကြားတယ်ပေါ့နော် spider ဝက်လာပါတော့အဲ့ကောင်လေးနှစ်ခုလုံးမယ်ပေါ့နော်ညီသုံးညီရဲ့ကျွန်တော်ဘာမှမလုပ်ခင်stone လေးရင်မိုင်းမယ်ပေါ့နော် stone လေးမိုင်းကြကျွန်တော်ဒီမှာတွေ့ခိုးလေးတစ်ခုတော့တွေ့တယ်အဲ့ခိုးလေးအရင်ဆုံးမိုင်းလိုက်မယ်ကျွန်တော်ဒီဟာကျွန်တော် essential လဲထည့်ထားတယ်ပေါ့နော်ဆိုတော့ဒါတုံးဖြန့်အကုန်ပြတ်မှာပေါ့နော်တူးရလိုက်မြန်အောင်လို့ပေါ့နော်ဆိုတော့ပြီးတော့ကျွန်တော်တို့ဒီမှာ stone လေးနည်းနည်းမိုင်းလိုက်မယ် Okay ကျွန်တော် stone လေးလည်းမိုင်းလို့ပြီးပြီဆိုတော့ကျွန်တော်2လေးအရင်ဆုံးထပ်ပြီးတော့ upgrade မိလိုက်မယ်ပေါ့နော် stone as stone pickaxe Okay ကျွန်တော်နေရာလေးလည်းမပြီးတော့ကျွန်တော် crafting table ယူပြီးတော့တောင်ပေါ်တက်ကြည့်အောင်ပေါ့နော်ဟိုမှာကျွန်တော်တောင်ပေါ်တက်လို့ရတဲ့လမ်းလေးတော့ရှိရပါတော့ကျွန်တော်အပေါ်အဲ့ရေတွေကနေပဲကျွန်တော်အပေါ်တက်လိုက်မယ်ဗျအောက်မှာ ground တစ်ကောင်တော့ရှိတယ်အကောင်ကျွန်တော်ချကြည့်အောင်လောဆယ်ဒီကောင် damage ကပြင်းနေပဲရေထဲမှာဆိုတော့ပေါ့နော်ကျွန်တော် damage ကတော်တော်ထိတယ်ကျွန်တော်အပေါ်နည်းနည်းတက်လိုက်မယ်ပေါ့ကျွန်တော်စပွားနာအကီးရှာပေါ့နော်အကီးရှာလာပါလာတော့မသိဘူးပေါ့နော်အမှစပွန်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နည်းနည်းတော့တိုင်ပတ်တယ်ပေါ့နော်ဘာလို့ဆိုကျွန်တော်ရှားဖွေရတာနည်းနည်းခက်တော့ခက်ခဲတယ်ဗျဟိုကျွန်တော်တောင်ပေါ်ရင်ဆုံးတက်လိုက်မယ်ဒီတိရွက်တွေကိုတော့ဖြတ်ပြီးကျွန်တော်တက်မှရမှာပေါ့နော်โอเคကျွန်တော်ဟိုမှာတိုးလေးလည်းတွေ့တယ်ကျွန်တော်အမအိုက်တိုးလေးကျွန်တော်အရင်ဆုံးကျွန်တော်ဒီကောင်လေးဝှစ်ရှုပ်ပေးလိုက်ပါနော်ကြောရမပြေးနိုင်ရောကြော့တေးပြီးတော့ဒီကောင်တေးသွားပြီဒါပါကောင်လေးရောကျွန်တော် 1.21 လားမသိဘူးနော်ကျွန်တော်1.21လား1.20လားမသိဘူးနော်ကျွန်တော်အမအစ်စ်ပါလာတဲ့အကောင်လေးပေါ့နော်အမဒီလိုလားတော့မသိဘူးဗျအကောင်လေးနာမည်ကကျွန်တော်ရှေ့ကိုလည်းဆက်သွားလိုက်မယ်ဒီတော့လည်းကျွန်တော်ဝှစ်ရှုပ်ပေးမယ်နော်ဟိုတားပြင်းမြန်တဲ့ကောင်လေးဗျကျွန်တော်ဘာမှတော့လောဆယ်တော့မတွေ့သေးဘူးပေါ့နော်ကျွန်တော် spider web လိုချင်တဲ့အတွက်ကျွန်တော် spider web ကspring လား spider web လားမသိဘူးကျွန်တော်မှားသွားချင်တယ်ကျွန်တော်တောင်းပန်တယ်ပေါ့နော်ဆိုတော့အဲ့ကောင်လေးလိုချင်တယ်ဆိုရင်ကျွန်တော်ညရောက်တဲ့ဒီစောက်မှရပဲပေါ့နော်ကျွန်တော်ဘူးကနေတော့လုံးလို့ရတယ်ဒါပေမဲ့ဘူးကကျွန်တော်ဘတ်လောက်ဖို့အတွက်ပေါ့နော်ကျွန်တော်နည်းနည်းစုရမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ညရောက်တဲ့ဒီပဲကျွန်တော်နည်းနည်းစောင့်လိုက်မယ်ပေါ့ကျွန်တော်ရမရောက်ခင်ကျွန်တော်အရင်ဆုံးဘာလုံးလာမလဲဆိုတော့ကျွန်တော်လောဆယ်ဘိုက်စာနေပြီဗျအဲ့တော့အသားလေးပိုင်းလည်းနည်းနည်းရှက်အောင်အပေါ်လေးနည်းနည်းတက်ကြည့်မယ်ပေါ့နော်ဘာများရှိမလဲပေါ့စားစရာကျွန်တော်ပိုင်းဟိုဟာရွှေပြုံသီးတော့တွေ့ရရွှေပြုံသီးရလောဆယ်ကျွန်တော်မလိုအပ်သေးဘူးမလိုအပ်သေးတဲ့ကြောင့်ကျွန်တော်မယူသေးဘူးပေါ့နော်ကျွန်တော်ဟိုမှာနွားတစ်ကောင်တော့တွေ့တယ်အဲ့နွားကိုအရင်ဆုံးကျွန်တော်ကီးလိုက်မယ်ပေါ့နော်โอเคနွားလည်းရပြီနွားလည်းဆိုကျွန်တော်ဒီနားမှာပဲကျွန်တော်ကင်လိုက်တော့မယ်ပေါ့နော်ဘာနေလေးရှာမယ်ကျွန်တော်
ခိုးနဲ့တော့မกินသေးဘူးပေါ့နော်ခိုးလေးကျွန်တော်ထည့်လိုက်မယ်နည်းနည်းပပပေါ့โอเคကျွန်တော်กินပြီးသားတော့ရပြီကျွန်တော်တစ်ပင်လေးနည်းနည်းခုတ်လိုက်မယ်ပေါ့နော်ဘာလို့ကျွန်တော်လောင်စာအတွက်နည်းနည်းလိုအပ်နေပြီပေါ့နော်လောင်စာအတွက်ကိုကျွန်တော်နည်းနည်းပြင်ဆင်ဖို့အတွက်ကောပေါ့နည်းနည်းလိုအပ်တဲ့ဆိုကျွန်တော်တစ်ပင်လေးနည်းနည်းခုတ်လိုက်မယ်ပေါ့ဒါလေးရင်ကျွန်တော်စောင့်လိုက်မယ်ကျွန်တော်ဒီတစ်ပင်လေးပဲခုတ်လိုက်တော့မှာပေါ့နော်โอเคကျွန်တော်ပြီးတော့ဒီလေးပဲခုတ်လိုက်မယ်ဒါဆိုတော့ကျွန်တော်နည်းနည်းတော့ရပြီပေါ့နော်โอเคဟိုအသားရပြီလားမသိဘူးပေါ့နော်အသားနည်းနည်းချက်ချိုးလိုက်မယ်โอเคတားရလည်းရပြီဆိုတော့ကျွန်တော်ဖြတ်ပြီးတော့အောက်ကိုလစ်ကြမယ်ပေါ့နော်โอเคကျွန်တော်ညာလဲမိုးရှုပ်တော့မယ်ပေါ့နော်နည်းနည်းတော့စောင်းရမယ်နည်းနည်းလေးပဲစောင်းရတော့မယ်ပေါ့နော်ကျွန်တော်ညာလဲမိုးရှုပ်တော့မယ်ဟိုမှာဝါတကောင်ပေါ့နော်အကောင်ကျွန်တော်ကီးလိုက်မယ်ပေါ့ဝေးဒီကောင်လည်းတည်သွားပြီဆိုတော့ကျွန်တော်လောလောဆယ်ကတော့ကျွန်တော်ဘာမှတော့ထူးထူးလုံးစရာတော့မရှိသေးဘူးပေါ့နော်ဟိုဒီပဲကျွန်တော်နည်းနည်းတော့ခြောက်သွားကြည့်မယ်ဒီဘက်ကိုလည်းကျွန်တော်ကီးလိုက်မယ်ပေါ့နော်โอเคကျွန်တော်ဒီလိုမျိုးစပြီးလောက်တာကျွန်တော်ဒါမှကျွန်တော်ဗီဒီယိုနှစ်ပုတ်ပြပေါ့နော်ဆိုတော့မပါတော့ကျွန်တော်တောင်းပန်နေပေါ့နော်ကျွန်တော်ညရောက်တဲ့အထိကျွန်တော်နည်းနည်းတော့စောင်းလိုက်မယ်ပေါ့နော်โอเคဒါကျွန်တော်တို့ညနေတော့နည်းနည်းစောင်းလာပြီပေါ့နော်ကျွန်တော်ညတော့ရောက်တော့မယ်စပိုက်ဒါလေးလည်းဒီနားမှာစပွန်းမယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့ဆိုတော့စပိုက်ဒါလေးအရင်ဆုံးလိုက်ချကြည့်လိုက်မယ်စပိုက်ဒါကလောလောဆယ်ကတော့ကျွန်တော်မတွေ့သေးဘူးဗျဒီချက်နေနဲ့ညရဲ့မိုးနဲ့မိုးရှုပ်တာညနဲ့မှပေါ့နော်ထွက်လာမယ်လို့ထင်တယ်ကျွန်တော်ဟိုမှာ creeper ကောင်တော့ spawn လာပြီcreeper spawn လာပြီဖြစ်တဲ့အတွက်ကျွန်တော်လည်း spawn လာမလားလိုက်ရှာကြည့်အောင်ပေါ့နော် spawn တော့မ spawn ဘူးဆိုတော့ဒီကောင်တွေကိုပဲကျွန်တော်အရင်ဆုံးစားတကီးလိုက်မယ်ပေါ့နော် okay ဆိုတော့ဘာရှိမလဲပေါ့ဘာမှတော့လောလောဆယ်တော့မတွေ့သေးဘူး spider လိုချင်တာ spider အဲ့ဟိုမှာကျွန်တော်တကောင်တွေ့ပြီအဲ့ကောင်ကီးလိုက်မယ်ပေါ့နော်ဆိုတော့အဲ့ရော့ရော့တကောင်လေးနားရတာ okay ဆိုတော့ spider ဝက်ချလာရတယ်နှစ်ခုရတယ်ပေါ့နော်ဆိုတော့ကွက်တီပဲပေါ့နော် okay ကျွန်တော်ညာလဲမိုးဆုံးနေပြီဆိုတော့ကျွန်တော်နည်းနည်းအနေတော့များလာပြီပေါ့နော်ဆိုတော့အနေတော့များလာပြီဆိုတော့ကျွန်တော်နည်းနည်းတော့ပြေးကြအောင်မကျွန်တော်စကယ်လီတန်တကောင်ပေါ့နော်စကယ်လီတန်အနေရလဲကျွန်တော်တော်တော်နာလာပြီပေါ့နော်သူတို့များတစ်ချက်ထိအောင်ကျွန်တော်တွေးရ2တုံး3တုံးလောက်ရောနေပြီဆိုတဲ့အနေထားဖြစ်နေပြီဖီပါရိုလဲကျွန်တော်မထိအောင်ရှောင်ရမယ်ကျွန်တော်ဘောင်းနေနဲ့တက်လိုက်မယ်ပေါ့နော်โอเคကျွန်တော်ဘာမှတော့ဆက်ပြီးလုံးဆရာတော့မရှိသေးဘူးဟိုမှာကျွန်တော်ရွာတော့တွေ့ခါတရားတွေ့ပြီပေါ့နော်ရွာတွေ့ပြီဆိုတော့နည်းနည်းရှိမဆုံးကြရလာတယ်ကွာကျွန်တော်ကျွန်တော်ကီးလိုက်မယ်ကျွန်တော်သွေးနေနဲ့ဖြည့်လိုက်မယ်ကျွန်တော်ဘေဘီဆိုကျွန်တော်ကြောက်ရရဲ့ဗျဟိုမှာ creeper လည်း3កောင်နေပြီကျွန်တော်အောက်ဆင်းလာတဲ့တခါသိမှာပေါ့နော်ချောသွားပါโอเคကျွန်တော်ပေါ်ဆုံးတော့ရောက်ပြီပေါ့နော်ဒီပေါ်မှာပဲကျွန်တော်ထိုင်နေရတယ်နည်းနည်းတော့ကြာပြီဆိုတော့အောက်ကိုတော့ကျွန်တော်နည်းနည်းတော့ဆင်းလို့တော့ရားလောက်ပြီထင်တယ်ပေါ့နော်အောက်လေးနည်းနည်းတော့ဆင်းကြည့်ရင်ကောင်းမလားမသိဘူးဟိုမှာရွာလည်းရှိရဆိုပေါ့နော်ရွာကိုပဲသွားလိုက်ရင်ကောင်းမယ်ထင်တယ်ပေါ့နော်ကျွန်တော်သွားခင်အရင်ဆုံးကျွန်တော်တို့လိုအပ်တာလေးနည်းနည်းလောက်ထပ်လုပ်သွားမယ်ပေါ့နော်ဒီ crafting table ချလိုက်မယ်ကျွန်တော်ပစိန်သစ်တွေဓာတ်သစ်တွေကျွန်တော်ပါတယ်ပေါ့နော်အဲ့ကောင်လည်းကျွန်တော်မလုပ်တော့ဘူးအရေးကြီးကကျွန်တော်လိုအပ်တာပဲပေါ့နော်စတစ်ကာတစ်ချောင်းလိုနေရစတစ်လေးတစ်ခုလုပ်လိုက်မယ်
ရောက်သွားတော့โอเค stage လေးတစ်ခုလောက်အောင်ဟုတ်ပြီကျွန်တော် fishing road လေးပါတစ်ခုလောက်လိုက်မယ်အများနဲ့ရပြီဆိုတော့တော့ပြေးလို့တော့ရတော့ပြီထင်တယ်တွေးတော့ရင်ဖြည့်သွားမယ်ပေါ့အောက်ကကျွန်တော် baby ဆိုမဲကြောက်ရတယ်ကဲမိုးတော့နည်းနည်းလင်းလာပြီဆိုတော့ဘာမှတော့လုံးစရာတော့ဖြစ်သေးဘူးအောက်မှာလည်းကျွန်တော်အကောင့်တွေအများကြီးရှိသေးတယ်ကျွန်တော်ဆင်းလိုက်တော့မယ်ပေါ့နော်ဟိုမှာလည်းရေစီးရတော့ကျွန်တော်ပြေးရင်တော့လွတ်လောက်တယ်အောက် baby ဆိုမချိတော့သေးဘူးရှိရကျွန်တော်မီးပါလောင်နေပြီပြေးတာပေါ့တော်သေးရပါတော့ baby ဆိုမီးကအခုနောက်ပိုင်းကျွန်တော် baby ဆိုမီးတော်တော်ကြောက်လိုက်ပဲကျွန်တော်စောသမျှဟော်တန်းအကောင်ဖြတ်လို့ပြတ်တာများတယ်ပေါ့နော်ကျွန်တော်နည်းနည်းလေးများကြည့်အောင်တစ်ချက်လောက်ဘာတွေများရမလဲပေါ့နော်အခုမှကျွန်တော်လာပြီရဗလာရလဲဘာမှလည်းမရဘူးအဲ့တက်တာထင်တယ်ပဲကျွန်တော်နောက်တစ်ခါတော့ထပ်များကြည့်အောင်လာပြီဘာရမလဲဘာကြီးရပါ crossbow ကကျွန်တော်အသားရေပေါ့နော် crossbow ကကျွန်တော်ခွက်စော့ဘိုင်းနေပါတယ်ဗျအကောင်ကကျွန်တော်ကင်လိုက်ရင်ပြန်ပြီးတော့ဟိုလုံးလို့မရပါစိုးတယ်ပေါ့နော်ဆိုတော့အကောင်တွေလည်းပါတယ်ဟိုနည်းနည်းထများကြည့်အောင်ငါကဒီနားမှာပိုးလောက်ပဲထင်တာပဲအဲ့မှာထပ်လာပြီโอเคဘာရလဲ potion တွေပေါ့နော် potion ရဲ့အသားတွေပေါ့နော် night vision ရတာပေါ့ night vision ဆိုးပေါ့နော်တော်တော်ကျွန်တော်speed လေးနဲ့ပဲမျှလိုက်တော့ပေါ့နော်โอเคကျွန်တော်အခုများလာတဲ့ကျွန်တော်တနားရီလောက်ရှိနေပြီเนาะတနားရီလောက်ရှိပြီဆိုတော့ကျွန်တော် item လေးတော့နည်းနည်းကောင်းကန်းလေးတော့ရလာပြီဆိုတော့ကျွန်တော်ဘာလေးရလာဆိုတော့ကျွန်တော်အကုန်လုံးပြမယ်ပေါ့နော်ကျွန်တော်ဒီ set ထဲမှာလည်းအပြည့်ဒီ set ထဲမှာလည်းပြည့်တော့ပြည့်သေးဘူးပေါ့နော်ဒီထဲမှာတော့နည်းနည်းလိုတယ်အပြည့်ပေါ့နော်ကျွန်တော်အများကြီးရတယ်ဗျဒီကောင်တော်တော်များများတော့ item ကောင်းကန်းတွေပြီးတယ်ပေါ့နော်ကျွန်တော်ဒီမှာ app ဟောတဲ့ frame တွေရောကျွန်တော်အန်နာiOS အန်နာတွေပေါ့နော်အကောင်တွေလည်းပြီးတယ်ဆိုတော့ကျွန်တော်အရင်ဆုံးအန်ကိုတွားဖို့အတွက်ပေါ့လောလောဆယ်ကျွန်တော် portal လေးရင်ဆောင်းလိုက်မယ်ပေါ့နော်1 2 3 1 2 3 1 2 3 1 2 3 okay ကျွန်တော်မှားသွားပြီဖက်လို့မရဘူးပေါ့နော်ဆိုတော့အဲ့တော့အန်နာလေးကျွန်တော်ချက်ထည့်လိုက်မယ်ကျွန်တော်3လုံးတော့လိုသေးရဲ့ပဲကျွန်တော်လောလောဆယ်တော့ပါသေးလားမသိဘူးချက်ကြည့်လိုက်အောင်ကျွန်တော်မှလည်းမပါလာဘူးကျွန်တော်ဟိုထဲမှာချီသေးလားမသိဘူးပေါ့နော်ဒီထဲမှာရှိလားဒီထဲမှာဟိုမှာရှိရပဲကျွန်တော်အန်နာပလေးတွေပါတယ်ဒီဆိုကျွန်တော်place spawner ထည့်လိုက်မယ် iso under ၄လုံးဆိုကျွန်တော်လောက်ပြီနေ6လုံး okay ဒါဆိုတော့ရလောက်ပြီပေါ့နော်ဆိုတော့ကျွန်တော်သွားလိုက်မယ်3လုံးဖြည့်ပြီကျွန်တော်သွားရတော့မှာပေါ့ကျွန်တော်အန်ကိုသွားပြီကျွန်တော်ဒီဗီဒီယိုပြီးတော့မှာပေါ့နော်ဟိုကျွန်တော်ပေါ်တယ်တော့ပွင့်သွားပြီဆိုတော့ကျွန်တော်တိုင်းနှုတ်လိုက်မယ်ကျွန်တော်လိုအပ်တာအကုန်ပါပြီလားချက်ကြည့်လိုက်မယ်ဆိုတော့ကျွန်တော်ပါပြီပေါ့နော်ကိုရအပဲကြီးလည်းကျွန်တော်အများကြီးရယ်โอเคကဲကျွန်တော်အားလုံးပဲစင်းကြရအောင်အခုကျွန်တော်အန်နဲ့တော့ရောက်လာပြီဆိုတော့ကျွန်တော် vlog တွေမေးခဲ့ပြီပေါ့နော် vlog မေးခဲ့ဆိုတော့ကျွန်တော်အန်နာပဲပါတော်သေးရပါတော့အန်နာပဲလည်းပဲပေါ်တက်လိုက်တော့မယ်โอเคကျွန်တော်အန်နဲ့တော့ရောက်လာပြီဆိုတော့အရင်ဆုံးအပေါ်က
crystal ကျွန်တော်တက်ဖြူလိုက်ကောင်းမှတင်တယ်ပေါ့နော် crystal ကျွန်တော်တက်ဖြူကြည့်ရင်ကောင်းမှတင်တယ်ဆိုတော့ဒီကောင်နားမလားမသိဘူးမနာတော့ကျွန်တော်နည်းနည်းတက်ကြည့်ရမယ်ထင်တယ်ပတက်အဘောတက်လိုက်ရင်ကောင်းမလားတက်တော့ပါဘူးဗျာကျွန်တော်ဒီတိုင်းပဲဒီကောင်ကိုကြီးလိုက်တော့မှာပေါ့နော်ကျွန်တော် damage ကလည်းများတယ်ဆိုတော့ရလောက်တယ်ကျွန်တော် loading နေရောပေါ့နော် chapter 5ကောဆိုတော့ဒီကောင်ထိလောက်တယ်ကျွန်တော်23ချက်လောက်ရိုက်ကြည့်ရတယ်ဒီကောင်မီးပုတ်တယ်ဟာကဲကျွန်တော်အချမ်းနဲ့ကိုရဲအပယ်ထားစားပဲပေါ့နော်ကောင်းရအဲ့ဒီကောင်ကျွန်တော် damage ကများတယ်ပေါ့နော်ကျွန်တော် swap ကဝေးကျွန်တော်နည်းနည်းလေးရတယ်ကျွန်တော်သွေးတော့ကိုင်းသွားပြီပေါ့နော်ကျွန်တော်ဒီကောင်သွေးပြတ်ပြီးတော့မှကျွန်တော်အောက်ကနေမြားလေးပြစ်ကျွန်တော်မြားစကီတိကျချက်တွေပေါ့ကြော့ရကျွန်တော်တစ်ချက်ထိသွားပြီကြော့ထိသွားရင်နှစ်ချက်မထိတော့ဘူးနော်ပြတ်တော့ကြော့ကွာရော့ကွာကျွန်တော်3ချက်တော့ထိရပါတော့ပေါ်တက်မှရမှာပေါ့နော်ပေါ်တက်ကြည့်အောင်ဆက်တော့ကောင်မီးရတော့မှုတ်တဲ့ကောင်မြတ်အကောင်ကျွန်တော်ခီးကြော့ကောင်းခေါင်းပြောက်တာခေါင်းပြောက်နေတယ်ရော့တော့ခေါင်းရဲ့လေဘင်းအဆက်နောက်ရရင်ပူနိုင်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်ဒီကောင်နောက်ထပ်2ခါ3ခါလောက်ရိုက်ပြီးသွားတယ်ဒီကောင်တစ်ခါချောပြီးကိစ္စတော့လည်းနေစာချောပြီးနော်ကဲโอเคဒီကောင်နောက်ထပ်တစ်ချက်ဆိုဒီကောင်သေပြီပေါ့နော်နောက်ကဆင်းလိုက်ကောင်လေးသေပြီဆင်းခဲ့ရလာခဲ့ဆင်းမစင်းကစမ်းမဒါစမ်းမလာခဲ့စမ်းမကွာဟောဒီကောင် try နဲ့ပြင်မယ်ပြောတာပြပါဒီကောင်ကကျွန်တော်မကြည့်ဘောရတယ်ကျွန်တော်နားတယ်ပေါ့နော်တော်လေးကိုနားတယ်ကိုရဲအချက်နဲ့ကိုရဲပဲစားထားလို့ပေါ့နော်ဟုတ်ကျွန်တော်ခံနိုင်မှာမဟုတ်ဘူးဟိုကောင်ဆင်းလာပြီဟောကြည့်လို့ကျွန်တော်ဘေးနားမှာရှန်ရန်ကြီးလောက်ထားပါတော့တွေးလဲနေတော့ပြန်ပြေးနေပြီဆိုတော့တေးပြီတစ်ချက်ကွာဘေးနားသူ့ရဲ့မကြည့်ဘောကြီးရှုပ်တာပေါ့နော်အဲ့ကောင်ကြီးရှုပ်လို့ကျွန်တော်ဒီကောင်ကိုမကြီးလိုက်ရအောင်တစ်ချက်ဆိုဒီကောင်တေးပြီဗျတော့တေးတော့မယ်ကောင်လေးတေးပြီကောင်လေးမင်းတေးပြီတော့တော်တော်လဲတဲ့ကွာဘေးနားကိုအကုန်လုံးပွိုက်ထားပါတော့အားကြောဒီကောင်ကျွန်တော်ဘလို့မှသွားချလို့မရဘူးဘေးနားဒီနားနည်းလွတ်တယ်ကောင်လေးရတော့တက်ချတာပေါ့ဒီTNTပါတယ်တော့ဒါလည်းခရစ်စတန်နဲ့ပဲဒီကောင်ကိုကျွန်တော်ကြီးလိုက်တော့မယ်နော်โอเคတော့အနာဒရာဂွန်နဲ့တေသွားပြီဆိုတော့အနာဒရာဂွန်တေသွားပြီဖြစ်တော့ဒီဗီဒီယိုလေးရတယ်ဒီနားမှာပဲပြီးပြီပေါ့နော်ဆိုတော့ overall လည်းကျွန်တော်ပြန်ရောက်လာပြီဒီဗီဒီယိုလေးကတော့ကျွန်တော်ဒီလောက်နဲ့ပဲဆုံးသက်သွားမယ်ပေါ့နော်အားလုံးပဲဒီဗီဒီယိုလေးကိုကျွန်တော် like and subscribe လုပ်ပေးတတ်ကြပါအောင် bye bye